Hello အားလုံးပဲမင်္ဂလာပါကျွန်တော်မျိုးစင်ကကျွန်တော်ရဲ့ကိုချက်ပေါင်း channel ကနေကျွန်တော်မျိုးစုတွေကိုထပ်မံပြီးတော့ကြိုးစုလိုက်ပါတယ်အဲ့တော့ကျွန်တော်မျိုးစုတွေပေါ့နော်ကျွန်တော်ကတော့မနက်ကတော့ပေါ့နော်အရန်ခွက်လေးအောင်သွားတယ်ပေါ့ညနေခင်းကတော့ကျွန်တော်မျိုးစုတွေမြင်လို့ရတယ်လို့ပဲကျွန်တော်တို့စစ်ထိန်းနေတယ်ကျွန်တော်တို့စစ်လေးနဲ့ရင်ခံခဲ့ရတယ်ပေါ့ဗျာရင်ခံခဲ့ရတယ်ဆိုတော့ညလည်းကျွန်တော်တို့ရင်မခံရလေအောင်ကျွန်တော်တို့ကမနက်ဖြန်ပေါ့နော်ကျွန်တော်တို့ရဲ့ main ခွက်လေးကိုထပ်မံပြီးတော့ကျွန်တော်မျိုးစုတွေကိုတွက်နေလေးနဲ့ပြမယ်အဲ့တော့ကျွန်တော်ရဲ့ channel ကိုခုနလာရောက်လေပတ်တဲ့သူဆိုရင်လည်းကျွန်တော်မျိုးစုတွေ like and subscribe လုပ်လို့ရနေတယ်လို့ကျွန်တော်10ရက်4လပေါ့နော်2025ပေါ့နော်12နာရီခဏ8လေးထွက်ထားတယ်ကျွန်တော်ကတော့3ပရိနဲ့တွက်ပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်မျိုးစုတွေကျွန်တော်ရဲ့ channel ကိုခုနလာရောက်လေပတ်ခဲ့ပြီဆိုရင်လည်းကျွန်တော်ရဲ့ကိုချက်ပေါင်း channel ကိုမျိုးစုလိုနေနဲ့ like and subscribe လုပ်လို့ရတယ်လို့ like ရှင်လည်း like ပါမ like ရှင်လည်းနေပါကြည့်ရင်လည်းကြည့်ပါမကြည့်ရင်လည်းမကြည့်ပါနဲ့ကျွန်တော်ကတော့တွက်နီးလေးတွေကျွန်တော်မျိုးစုတွေကိုပြပေးမယ်ဂျင်းထဲတာမဟုတ်ကြိုက်ရင်ထိုးလိုက်ပါမကြိုက်ရင်မထိုးပါနဲ့โอเคပါအဲ့တော့ကျွန်တော်တို့စက်မှန်ပြီးတွက်မယ်ဆိုရင်ကျွန်တော်ကတော့အခုလိုအနီအောင်3လုံးပေါင်းလိုက်တယ်665ပေါင်းချင်းဒီခွန်ဖြစ်ခဲ့ပြီးတော့အခုလို3ည4 3ပေါင်းချင်းဒီလည်းခွန်ဖြစ်ပါတယ်။ဘာကြောင့်ကျွန်တော်ဒီလိုတွက်ပြလဲဆိုတော့ကျွန်တော်မိတ်ဆွေတွေအနေနဲ့ပေါ့နော်ကျွန်တော်ရဲ့ group လေးတွေကကျွန်တော်ဘလို့ပဲတင်တင်ဒီတွက်နည်းကိုကျွန်တော်ကချပြတယ်ချပြတော့ညာလဲနားမလဲတာဖြစ်တဲ့ကြောင့်အခုလိုတင်တွက်ပြပြီးခြင်းဖြစ်ပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့3ည2ကိုကျွန်တော်တို့ကပေါင်းလိုက်ရင်4ဖြစ်တာမို့လို့ကျွန်တော်က3ခွန်4ပေါင်းချင်းဒီလည်း4ဖြစ်ပါတယ်။ထပ်မံပြီးတော့ကျွန်တော်တို့တွက်မယ်ဆိုရင်6 9 6ရဲ့9ရဲ့ပေါင်းချင်းဒီ9နဲ့4နဲ့ပေါင်းတော့ကျွန်တော်မျိုးစင်များ9ရပါတယ်အဲ့ဒီလို3လုံးပေါင်းချင်း9ရတာကကျွန်တော်တို့ကဒီနှလုံးပေါင်းချင်းက8ပေါ့နော်အဲ့တော့ဒီနှလုံးပေါင်းချင်း8ဆိုတော့ကျွန်တော်က9ပြည့်စင်တာမို့လို့ကျွန်တော်ဒီမှာရေးထားတာဒီမှားပါတယ်အဲ့တော့9ပြည့်စင်တော့ကျွန်တော်တို့ကဘာလဲဆိုတော့3ထည့်ရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီ8နှလုံးပေါင်းချင်းကြီးကျွန်တော်တို့က6ပေါ့နော်3ပြည့်စင်တာမို့လို့ကျွန်တော်က3ညထည့်လိုက်တယ်ပေါ့ဗျာအဲ့တော့3ညထိလိုက်မှသာလေကျွန်တော်တို့က6ဖြစ်မှာမူလို့3ထိပေါ့နော်အဲ့တော့ကျွန်တော်ချစ်မှရေးခဲ့တဲ့ဟာလေးမှားသွားတယ်ပေါ့ဗျာနော်မှားသွားတယ်ဆိုတော့စိတ်မကောင်းပါဘူးအဲ့တော့ကျွန်တော်တို့ထပ်မှန်ပြီးတော့တွက်မယ်ဆိုတော့ကျွန်တော်တို့အခုလိုမျိုး3ခွန်3ညကိုကျွန်တော်တို့ပေါင်းလိုက်တယ်ဆိုရင်ကျွန်တော်မျိုးစင်မှာ30အဲ့လို3လုံးပေါင်းချင်း30ရတာက6ရယ်4ရယ်3ညရယ်ပေါင်းချင်းကြီးလေကျွန်တော်တို့30ဖြစ်ပါတယ်ထပ်မှန်ပြီးကျွန်တော်တို့3ည9 3ည3ပေါင်းချင်းကြီး2ဖြစ်တယ်အဲ့လိုနှစ်ဖြစ်တာကကျွန်တော်တို့2ရယ်9ရယ်3ရယ်ပေါင်းချင်းကြီးလည်း2ဖြစ်ပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့1ရယ်8ရယ်ပေါင်းချင်းကြီး30မို့လို့ကျွန်တော်တို့ကဒီမှာ9နဲ့8နဲ့ပေါင်းချင်းကြီးခွန်ရတာဖြစ်ပါတယ်။ခွန်ရတာမို့လို့ပေါ့နော်။ခွန်ရတာမို့လို့ကျွန်တော်တို့က30ဖြစ်ရှင်တော့ကျွန်တော်3ထည့်လိုက်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့12နာရီ main ဘက်ကတော့မျိုးစုလို့ပြင်မြင်ရတယ်လို့ပဲကျွန်တော်တို့3တစ်ခွက်လေးဖြစ်ပါတယ်။အဲ့တော့33ကိုကျွန်တော်တို့ကပေါ့နော်ပါဝါနက်ခတ်တွေရိုက်ကြမယ်ဆိုရင်ကျွန်တော်မျိုးစင်များကျွန်တော်တို့ဒီမှာထပ်မှန်ပြီးတော့ရိုက်မယ်ရိုက်လိုက်တဲ့အခါမှာကျွန်တော်တို့က3ပေါ့ဗျာနော်3ရဲ့ပါဝါကကျွန်တော်တို့က8ဖြစ်ပါတယ်နော်3ရဲ့နက်ခတ်ကကျွန်တော်တို့က9ဖြစ်ပါတယ်နော်ဟုတ်ပြီလားအဲ့တော့ကျွန်တော်တို့35ပေါ့နော်အဲ့တော့33ရဲ့ကျွန်တော်တို့ကဒီ3ကိုကျွန်တော်တို့ပါဝါနက်ခတ်ရိုက်တယ်3ရဲ့ပါဝါ8ပေါ့နော်အဲ့တော့3ရဲ့နက်ခတ်က9ပေါ့နော်အဲ့တော့ထပ်မှတ်ပြီးတော့ကျွန်တော်တို့ကထိတ်နဲ့နောက်နဲ့ကိုရိုက်ရင်လေကျွန်တော်တို့ကအဲ့လိုဖြစ်တယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒီမှာ8ပေါ့နော်အဲ့တော့8ပေါ့နော်8တကွက်ထည့်လိုက်မယ်အဲ့တော့ကျွန်တော်ရဲ့12နာရီခဏကကျွန်တော်တို့ကပြောရမှာဆိုရင်33ပေါ့ဗျာနော်33က main ဖြစ်ပြီးတော့38ရယ်35ရယ်88ရယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့တစ်ခါတလေမှာခဏန်းကိုမထင်သလိုကျွန်တော်ကဂရုမှာပြောင်းလဲတက်တာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့မျိုးစုတို့ main ဘက်ကတော့3လုံးဖြစ်ပါတယ်အဲ့တော့3ကိုကျွန်တော်တို့ကပြောမှဆိုရင်3ကိုကျွန်တော်ကခြေ3ကိုမူတည်ထားတယ်3ရဲ့ပါဝါ8 3ရဲ့နှက်ကက9ပေါ့နော်ဒီနောက်ဆုံး60ကတော့တပည့်ပါဝါကြီးလိုက်တယ်တပည့်ပါဝါကြီးလိုက်တဲ့ကြောင့်60ဖြစ်ပါတယ်โอเคပါအဲ့လောက်ဆိုရင်မျိုးစုတို့နားလေသဘောပေါက်မလို့မယ်လို့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ channel ကိုခုမှလာအောင်လေပတ်တဲ့သူဆိုရင်လည်းစိတ်ဝင်စားရဆိုရင် like and subscribe လုပ်ပါစိတ်ဝင်စားရင်လည်းမလုပ်ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်